တရုတ်နိုင်ငံလိုကားများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေမှာရင်ကျော်ပိတ်ဆို့မှုတွေကိုအဓိကဖြေရှင်းနေရပြီးတော့ဒီရင်ကျော်ပိတ်ဆို့မှုအဖြစ်အပျက်ကကမ္ဘာပေါ်မှာတရုတ်နိုင်ငံကရက်ကြဆုံးရင်ကျော်ပိတ်ဆို့မှုတစ်ခုအဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်ဒီဖြစ်ပျက်က2010ဩဂုတ်လမှာဖြစ်ပွားခဲ့ပြီးတော့ G110 လို့ခေါ်တဲ့ဘေဂျင်းရှန်ချက်ခု highway လမ်းမပေါ်မှာ12ရက်ကြာအောင်ဖြစ်ပွားခဲ့ပါတယ်ပြင်းထန်တဲ့မိုးရွာသွန်းမှုတွေကြောင့်လမ်းတွေပျက်စီးပြီးပြုပြင်လုပ်ငန်းတွေလှုပ်ဆောင်နေချိန်မှာပဲရင်ပိတ်ဆို့မှုစတင်ခဲ့ပါတယ်အထူးသဖြင့်ဘေဂျင်းရှန်ချက်ခု highway လမ်းပေါ်မှာကြောက်မီသွေးတင်ကုန်တင်ကားတွေကရုတ်တရက်သွားလာမှုများပြားလာခြင်းကြောင့်နဲ့ရင်ကျော်စီမံခန့်ခွဲမှုနဲ့အရေးပေါ်တုံ့ပြန်ရေးနှောင့်နှေးနေမှုတွေအကြောက်လည်းဖြစ်ပါတယ်ဒါကြောင့်ကားတွေတစ်ဆင့်ပြီးတစ်ဆင့်ပိတ်ရာကနေမိုင်60ကျော်ကီလိုမီတာ100ကျော်ရှည်လျားတဲ့ရင်တန်းကိုဖြစ်စေခဲ့ပါတယ်တနေ့ကို1ကီလိုမီတာနဲ့2ကီလိုမီတာထိပဲရွေ့နိုင်ပြီးတော့ကားသမားတွေကကားထဲမှာညာပေါင်းများစွာအိတ်ခဲ့ရပြီးအစာရေစာဆေးဝါးနဲ့လောင်စာဆီရှားပါတဲ့အဖြစ်အပျက်တွေနဲ့ကြုံတွေ့ခဲ့ရပါတယ်ဒါကိုခွင့်ကောင်းယူပြီးတော့လမ်းမပေါ်မှာဈေးလာရောင်းတဲ့ဈေးသည်တွေကလည်းဈေးနှုန်းကိုအဆမတန်ပုံမှန်ထက်3ဆလောက်တင်ပြီးရောင်းချခဲ့ကြပါတယ်တရုတ်အစိုးရနဲ့စစ်တပ်ကလည်းလေကြောင်းဖြင့်အစာရေစာဆေးဝါးနဲ့အရေးပေါ်ထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်ပိတ်မိနေတဲ့ကားတွေကိုလည်းတခြားလမ်းတွေကိုလွှဲပြောင်းသွားလာစေခြင်းဖြင့်ပိတ်ဆို့မှုကိုဖြေရှင်းခဲ့ကြပါတယ်ဒီရင်ကျော်ပိတ်ဆို့မှုရဲ့ဆိုးကျိုးတွေကြောင့်ကားရနာထားရတဲ့အချိန်မှာလေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေပြီးတော့ကုန်စည်ပို့ဆောင်ရေးနှောင့်နှေးမှုတွေကြောင့်ဒေါ်လာသန်းပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်အနာဂတ်မှာတော့တရုတ်ဆိုရဘေဂျင်းရှန်ဂျီယခုသွားတဲ့အမြန်ရထားလမ်းနဲ့ကားလမ်းတွေကိုတိုးမြင့်တိစောက်ခဲ့ကြပါတယ်ဒါကြောင့်2010ဩဂုတ်လ14ရက်နေ့25ရက်နေ့ထိ12ရက်ကြာဖြစ်ပွားခဲ့တဲ့ဒီအဖြစ်အပျက်ကကမ္ဘာပေါ်မှာရက်အကြဆုံးနဲ့အဆိုးဝါးဆုံးရင်ကျော်ပိတ်ဆို့မှုတစ်ခုဖြစ်မှတ်တမ်းတင်ခဲ့ပါတယ်